အပြင်တစ်ခါနိုင်အတွင်းတစ်ခါရှုံးသူတစ်ပါးပေါ်မတရားအောင်နိုင်ခြင်းမှန်သမျှအပြင်အောင်နိုင်ခြင်းအပြင်အောင်ခြင်းသည်ကြွေးမကင်းကိုယ်တလိပ်ပြန်ခံရဖို့အကြောင်းတရားဖြစ်သည်ကြွေးပြန်ဆက်တဲ့အချိန်ကြတော့အတိုးနဲ့အညွန့်နဲ့အဆက်ပေါင်းများစွာပြန်ခံရမယ်ဒီတော့အပြင်မှာတစ်ခါနိုင်တိုင်းတန်တရားမှာအကြိမ်ကြိမ်ရှုံးရလိမ့်မယ်လူတစ်ယောက်ကိုဒုက္ခပေးလိုက်ရလို့ကိုကနိုင်ပြီးမထင်ပါနဲ့ဒေါသကနိုင်သွားတာပါခိုင်းတယ်လို့လှုပ်လေဒေါသကရောင်းတက်လေအပြင်တစ်ခါနိုင်တိုင်းအတွင်းတစ်ခါရှုံးဒီနှုံးနဲ့တန်တရားခီးသွားခဲ့ကြလို့အောက်ရက်အပိုင်ပုံတွေမှာရေစုံမျောနေတာမကြိုက်စိတ်ဒေါသဖြစ်ပေါ်လာခြင်းတတိနဲ့သာဆောင်ပြီးအနိုင်တက်နိုင်ခဲ့ရင်အတွင်းရန်ဒေါသကိုလည်းအောင်ပြီးသားအပြင်ရန်ကိုလည်းအမုန်းပွားစရာမလိုတော့လို့အောင်ပြီးသားအတွင်းကိလေသာကိုအောင်နိုင်ခြင်းသာလျှင်အစစ်အမှန်အောင်နိုင်ခြင်း